ကျွန်တော် online motion မှာအခုလိုမျိုး manga edit video edit တွေမှာအသုံးပြုတဲ့ font တွေကိုဘယ်ကနေအလွယ်တကူတောင်းပြီးအသုံးပြုရမလဲဆိုရင်တော့ကျွန်တော်ရင်ဦးဆုံးကိုဖုန်းထဲမှာဆက်ကြည့်ပါဆိုတော့ app လေးကို download လုပ်ပေးပါဗျပြီးရင်တော့ Chrome ကိုတွားလိုက်ပါ search bar မှာ key font ဆိုပြီးတော့ရိုက်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ကိုလိုချင်တဲ့ font တွေကိုရိုက်ပြီးတော့အလွယ်တကူတောင်းတော့ဆွဲနိုင်ပါတယ်ဗျကျွန်တော်ရှေ့အပိုင်းမှာပြထားတဲ့ font လေးမျိုးကျွန်တော် comment မှာချပေးထားပါမယ်โอเคပြီးရင်တော့ကျွန်တော်တို့ set ကြည့်ပါလေဒေါင်းနောက်ထဲကိုတွားပေးပါဗျကျွန်တော်တို့ဒေါင်းနောက်ထဲကိုရောက်လာပြီဆိုရင်ခဏဒေါင်းထားတဲ့ font file လေးကို save ဖြစ်ဖို့အတွက် font file လေးကိုတစ်ချက်ထောက်ပြီးတော့ extract here ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပေးပါfont ကို import လုပ်ဖို့အတွက်ကျွန်တော် online motion တွေကိုတွားပါမယ်ပြီးရင်ကျွန်တော်လုပ်ပြထားတဲ့အတိုင်း font လေးကိုထည့်လိုက်ရုံပါပဲဗျခဏ zip ပေးထားတဲ့ font file လေးကိုရွေးပြီးထည့်မယ်ဟုတ်ဒါဆိုတော့တော်တော်များများ manga အဲ့ဒီမှာအသုံးပြုတဲ့ font လေးကိုရရှိတော့ရတယ်ဗျဟုတ်ဒါကတော့ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ font လေးတွေပါ